ဒီနေ့တကြံတော့အိမ်နဲ့လွဲရပြန်ပြီကားလက်မှတ်တွေကိုပေါ်မယ်ထင်ပြီးတော့ကြုံမဖြတ်ထားမိရဲ့ကျမရဲ့အဖြစ်ကတော့အိမ်ပြန်မှုကားလက်မှတ်မရှိတော့ရန်ကုန်မှာပဲတောင်းတင်နေပြပြီရှင်အမေကတော့ပြန်မလာလို့ဆိုပြီးစိတ်ဆိုးနေလေရဲ့အမေတူသမီးပဲပြောရမလားဒီမေကမွေလို့ဒီသမီးပဲဖြစ်လာရဲ့လို့ပဲဆိုရမလားအမေရောကျမရောမှာတူတဲ့အချက်လေးတစ်ခုတော့ရှိတယ်ရှင်ညီရောကျမရောကအခုကြိုက်တဲ့အစားအသောက်လေးတွေနဲ့ချော့တော့မှစိတ်ဆိုးဖြစ်ရတော့အမေကတော့ခက်ဆန်တဲ့အစားအသောက်တွေထက်ထမင်းမင်းဟင်းမင်းစေတဲ့ရိုးရှင်းတဲ့အစားအစာတွေကိုသူကပိုသဘောကျတယ်လေကျမတို့ရောင်းတဲ့အသီးကြောက်တွေထက်လုံးစိမ်လေးရဲ့ပစိုးကြောင့်ငံပြားကြီးကြော်ကူမှပိုကြိုက်တဲ့ရှင်အမေတို့ရွာမှာငပိငချောက်ကအောက်ပြီးအောက်ရာတွေမှာလို့မပေါ်ဘူးရှင်ပစိုးကြောင့်ငံပြားကြီးကောင်းကောင်းဆိုတာကလည်းတစ်နှစ်မှနှစ်ခါသုံးခါလောက်ပဲအလှူဒန်းရှိတဲ့အချိန်မဲ့စားရတာပေါ့ရှင်အမေကတော့ပစိုးကြောင့်ငံပြားကြီးကြော်အားလုံးထဲမှာလုံးစိမ်လေးရဲ့ပစိုးကြောင့်ငံပြားကြီးကြော်ကိုအကြိုက်ဆုံးတဲ့ရှင်လုံးစိမ်လေးရဲ့ပစိုးကြောင့်ငံပြားကြီးကြော်ကပစိုးကြောင့်တွေနိုင်ချင်းကျက်သွန်ဖြူကျက်သွန်ကြီးရဲ့အချိုတဲ့လေးရလဲပါအဆက်ကလည်းမကဲတာတော့အမေတို့လိုအသက်ကြီးရဲ့လူတွေအတွက်အဆင်ပြေတာပေါ့ရှင်စိတ်ဆိုးနေတဲ့အမေကိုအမေကြိုက်တဲ့လုံးစိမ်လေးရဲ့ပစိုးကြောင့်ငံပြားကြီးကြော်တွေပို့ပြီးချော့ရအောင်မေရှင်အမေကြိုက်တဲ့လုံးစိမ်လေးရဲ့ပစိုးကြောင့်ငံပြားကြီးကြော်ကနှစ်ထုပ်ဝယ်တစ်တောင်းဝယ်တစ်ကျန်အထူးစီစီလေးရှိတော့ကျမအတွက်ပို့ပြီးတွက်ချေကြိုက်တာပေါ့ရှင်တကြံပြန်ဖွင့်တဲ့အချိန်ကျရင်အမေစီကိုလုံးစိမ်လေးရဲ့ပစိုးကြောင့်ငံပြားကြီးကြော်လေးထုပ်ပို့ပေးလိုက်အောင်မေရှင်လုံးစိမ်လေးမှာသုံးသားမိုးပြည့်တာနဲ့ပို့ကပေးစံလို့တဲ့အစီအစဉ်လေးရှိတာမို့လို့ကျမအတွက်ပို့ပြီးတော့တွက်ချေကြိုက်တာပေါ့ရှင်